ကြောက်တောင်ကြီးတွေအောက်ကမြို့စပိန်နိုင်ငံတောင်ပိုင်းအန်ဒါလူစီယာဒေသရဲ့လှပတဲ့ရှုခင်းတွေကြားမှာထူးခြားအံ့ဖွယ်ကောင်းတဲ့မြို့လေးတစ်မြို့ရှိပါတယ်။ဒီမြို့လေးရဲ့အမည်က Setno de las Barrigas ဒီမြို့လေးရဲ့ထူးခြားချက်ကတော့ကြီးမားတဲ့ကျောက်ဆောင်ကြီးတွေအောက်မှာအိမ်တွေကိုဆောက်လုပ်ထားတာပါ။ရာစုနှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့တဲ့ဒီမြို့လေးဟာသဘာဝတရားနဲ့လူသားတွေရဲ့လိုက်လျောညီထွေစွာနေထိုင်မှုရဲ့ပြရုပ်တစ်ခုပါပဲ။အန်ဒါလူစီယာခေတ်မှာမြို့အဖြစ်စနစ်တကျတည်ဆောက်ခဲ့တဲ့ Setno de las Barrigas ဟာ Rio Trijal မြစ်ကြောင်းတစ်လျှောက်ကျောက်ဆောင်တွေထိုးထွက်နေတဲ့နေရာမှာအိမ်တွေကိုတည်ဆောက်ခဲ့ကြတာပါ။ဒီလိုကျောက်ဆောင်တွေအောက်မှာအိမ်ဆောက်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့သဘာဝရဲ့အေးနဲ့အပူဒဏ်ကိုကာကွယ်ဖို့ပါပဲ။နွေရာသီမှာဆိုရင်ကျောက်ဆောင်ကြီးတွေကနေရောင်ခြည်ကိုတိုက်ရိုက်မကျရောက်အောင်ကာကွယ်ပေးလို့အေးမြပြီးဆောင်းရာသီမှာတော့ကျောက်ဆောင်တွေကနှွေးထွေးမှုကိုထိန်းသိမ်းပေးပါတယ်။ Setno de las Barrigas မြို့လေးဟာလှပတဲ့ကျောက်ဆောင်လမ်းကြားတွေအိမ်ဖြူဖြူလေးတွေနဲ့အတူစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းတွေလည်းရှိပါတယ်။ကျောက်ဆောင်တွေအောက်မှာဖွင့်လှစ်ထားတဲ့စားတောက်ဆိုင်တွေဘားတွေမှာဒေသထွက်ဝိုင်နဲ့ဒါပလို့ခေါ်တဲ့အမည်တွေကိုမြည်ဆန်းရင်းမြို့လေးရဲ့သမိုင်းကြောင်းကိုလေ့လာနိုင်ပါတယ်။လက်ရှိမှာတော့ Setno de las Barrigas မြို့လေးမှာလူဦးရေ9ယောက်ဝန်းကျင်နေထိုင်လျက်ရှိပါတယ်။သင်ဟာသမိုင်းကြောင်းကိုစိတ်ဝင်စားသူသဘာဝအလှကိုမျက်နှိုးသူဒါမှမဟုတ်ထူးခြားတဲ့အတွေ့အကြုံကိုရှာဖွေနေသူဆိုရင်တော့Setno de las Barrigas မြို့လေးဟာသင်အတွက်မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်